လန်သွားတော်လာကိုအခုကြားရတယ်သတင်းတွေအတိုင်းပဲတကယ်ဖြစ်လာပါရဲ့ထင်မြင်ချက်တွေအတိုင်းကရောဘယ်တော့ဖြစ်လာမလဲအန်ဂျီမရှိတော့ရင်စပါဘာအထိပ်ပဲလေဘလို့နေထိုင်အသက်ရှင်မလဲကျွန်တော်တို့ပြောဘူးလာပါပြီစပါလီပိုင်းစပါပဲလီပိုင်းကိုပဲဖះချီမွန်းတော်လို့မှတ်ယူခဲ့တယ်ဒီငနဲ့ဆက်ရှိနေသူဘလို့နီးပြမျိုးမှဒီမှာရှေ့ကြကြလိမ့်မယ်မဟုတ်ပါဘူးအန်ဂျီကိုချစ်တဲ့ကစားသမားများစွာဟာအခုဆိုစပါကထွက်ခွာဖို့ပြင်ဆင်နေခဲ့ကြပါပြီစပါဘယ်တော့မှဘာမှဖြစ်လာမယ့်အသင်းမဟုတ်ဘူးဆိုရက်သိရှိမှုစူးတွေသူတို့စီထိုးဖောက်စိုက်ဝင်ခဲ့ပြီလူဟာရေကြီးရာမျက်နှာရာကိုအနံ့ခံနိုင်ရွှေ့ပြောင်းနိုင်လွှမ်းမိုးတောက်ပနိုင်ကြသူတွေပဲစပါနဲ့မှမြဲနေစရာမရှိပါဘူးစပါနဲ့မှငါတို့ဟာအသက်လဲကြီးအနာလဲယူလို့တစ်ဖက်သက်ပြောဆိုနေရအောင်တစ်ဖက်ပိတ်ဆွဲထင်နေသူတွေမှမဟုတ်ကြပဲအန်ဂျီယာပရီးမီးယားလိမှာရက်လက်ပိုင်းအရာဘာတစ်ခုမှဖြစ်မလာခဲ့ပါဘူးဒါပေမဲ့ယူရိုပါလိရတယ်မကြခင်မှာဒီတဲ့ပိုဖြစ်လာအောင်မယ်ဆိုတဲ့ကစားသမားကောင်းများစွာကိုစုစည်းတင် जा ပေးနိုင်ခဲ့ပါတယ်ဥဒေါဂီဂရေးရိုမီရိုဗန်ဒီဗန်ပစ်ဆူမာဂူလူဆက်စကီဘာပေဆာဂျွန်ဆန်တို့ဟာအန်ဂျီကရွှေဖြစ်စေခဲ့တဲ့ရွှွန့်ရုပ်ကလေးတွေပဲအလိုမတူသူတွေရှိနိုင်ပေမဲ့စပါရဲ့အသေးချာဟာဆွန်ဟောင်းမင်ဖြစ်တယ်ဟရီကိန်းကိုလက်လွတ်လိုက်ရလဲစွန်ရဲ့လုံနိုင်စွမ်းကိုညှစ်ထုတ်ယူတယ်ပိုကောင်းလာတဲ့ပေါ်ရိုဘစ်ဆူမာနဲ့မက်ဒီဆင်တို့ကိုတင်သွင်းခဲ့တယ်အဲ့ဒီကြားကမဖြစ်ခဲ့တာပါဘာနေနေဘလို့ပွတ်သစ်ပြောင်းလဲမှုမျိုးမှမဆိုနီးပြတာခေါင်းခံရမယ်ဆိုပေမဲ့ဒီအမှုဟာထင်ထားတာတဲ့နဲ့ဆိုင်လာပါတယ်ကံကြမ္မာရေးရအရှုပ်အထွေးမျိုးလဲရှိနိုင်တယ်အခုတော့အန်ဂျီမရှိရင်ငါတို့မရှိဆိုတဲ့တရားဝင်ကြွကြော်တန်တွေစုညံခဲ့ရပြီအခုဆိုရိုမန်ရိုနဲ့ဗန်ဒီဗန်တို့ထွက်ခွာမယ်ဗန်ဒန်ကာနဲ့ရစ်ရှာလီဆန်တို့ဟာစပါးဆောင်တွေကခုန်နေတဲ့မြင်းတွေပဲဆော့နောက်ကိုလိုက်နေတဲ့ဆော်ဒီသတင်းတွေကခြေစံပြင်းလွန်နေ32နှစ်ရှိပြီဖြစ်တဲ့အာရှသားတယောက်ရဲ့ကြန့်ခိုင်မှုဟာတန်တရားဝင်စရာကောင်းပေမဲ့သူကစပါးရဲ့နောက်ဆုံးဆယ်စုနှစ်အတွင်းလူချစ်လူခင်အများဆုံးလူကိုပဲသူကလည်းဒီကမစွန့်ခွာလို့ဆိုပေမဲ့အန်ဂျီမရှိတော့ရင်သဘောထားပြောင်းသွားအောင်ပါလားဒီလိုကလပ်တွင်မငြိမ်သက်မှုတွေနဲ့စပါကိုဘယ်နီးပြကတောင်းအောင်ယူมาတယ်လေအဲ့ဒီနီးပြသစ်ဟာယူရိုပါလိနဲ့ပရီးမီးယားလိမင်းအခမ်းပြောင်းဇလန်တွေကိုအောင်မြင်စွာရိုက်ကူးနိုင်လိမ့်မယ်လို့ကျွန်တော်တို့ယူယူမမက်ယုံကြည်ကြဖို့ဟာခက်ခဲလာပါတယ်ဒီမှာမာကိုဆီးဗာနဲ့သောမတ်ဖရန့်ဟာပူးတွဲရေပန်းစားလာခဲ့ပေမဲ့အခုတော့ဘရန်ဖို့နီးပြကရှေ့ကိုပိုရောက်လာခဲ့တယ်သောမတ်ဖရန့်ဟာမိုက်ပါတယ်စပါးနဲ့လိုက်ဖက်မှုလည်းရှိနိုင်တယ်လီပိုင်းဟာနီးပြတွေကိုနောက်ပိုင်းကျမှပူးသက်မှုတွေလှုပ်ဆောင်ပြီးထုတ်ပယ်ပြစ်လိရှိပေမဲ့ကိုယ့်အသင်းနဲ့ပူးပေါင်းဖို့ပူးပန်းရမှာလဲထူးချွန်သူတယောက်ပါသောမတ်ဖရန့်ဟာနောက်တစ်ဆင့်တက်ချင်နေတဲ့နီးပြကောင်းတယောက်ဖြစ်ခဲ့တယ်စပါးလိုပဲတိုက်စစ်ကိုအထူးပြုလို့သူအဖြစ်ကျွန်တော်တို့မြင်တွေ့ခဲ့ကြရစပါးလိုပဲဂိုးတွေသွင်းပြီးအဲ့ဒီဂိုးတွေအဖက်မဆယ်နိုင်သူအဖြစ်ကျွန်တော်တို့မှတ်သားခဲ့ရဘရန်ဖို့နဲ့400ဒီမှာ228ကိုသွင်းပြီး224ကိုပြန်ပေးခဲ့တာကြည့်ရင်ဒီအမှုဟာထင်ရှားပါတယ်အန်ဂျီဟာ200ဒီအတွင်း138ကိုရှာပေးပြီး126ကိုပြန်ပေးခဲ့ရတာနဲ့တိတ်မထူးခြားလာပါဘူးဖရန့်ဟာဒီမြောက်ခင်ကင်တွယ်ခဲ့ဘူးတဲ့ကလပ်ဆိုလို့ဒိမတ်ရဲ့ဘရွန်ဗီလောက်ပဲရှိတာပါအသင်းကြီးအတွေ့အကြုံမရှိဘူးဖိအားဟွန်းတန်ကဲမဲ့ဆုံးမှာရှင်သန်ခဲ့သူဖြစ်တယ်ထို့အတူဘလို့အောင်မြင်မှုမျိုးကိုမှလည်းမတိဆောက်နိုင်ခဲ့ပါဘူးဒီမှာလဲဘရတ်ဖို့အတိုင်းဖြစ်လာမယ်ယတိပြတ်ပြောဆိုရန်ခက်ခဲပေမဲ့ရေဘူးရအားဖြင့်တော့အဲ့ဒီလိုပဲမြင်တွေ့လာကြဖို့များပါတယ်ဒါပေမဲ့ဘာဖြစ်လဲယူသွန်းနေတဲ့အသင်းဥက္ကဋ္ဌတယောက်နဲ့သူ့အမဖျားထုလို့သူအတိုင်းဝန်းတွေကြားမှာစုဖလားတွေအပေါ်ထားတဲ့တန်ဖိုးကမက်ဆီယာမှာမရှိပဲဒီလိုပဲသောမတ်ဖရန့်သာတောင်းဝန်တကယ်ယူဝင်ရပြီဆိုဘလို့မျှော်လင့်ချက်တစုံတရာမှမပါဝင်ပဲစပါးကိုဆက်လက်အားပေးနိုင်ပါလိမ့်မယ်သောမတ်ဖရန့်ဟာတရားဝင်ဆက်ရောက်မှုမရှိသေးပဲဒီလိုပြောဆိုနေရတာအားနာဖို့ကောင်းပါတယ်
ဒါပေမဲ့အန်ဂျီအလွန်မငြင်သက်မှုတွေရဲ့လာရကိုလီပိုင်းကရုံးပေါ်တက်ရေးခဲ့တဲ့အသက်များအဖြစ်ကျွန်တော်စိတ်သက်ခဲ့ပါတယ်